ကဲအဲ့ဆိုအားလုံးပဲမြင်လာပါအခုဒီချက်က CIK form နဲ့ UKME form ပေါင်းတဲ့ဥစ္စာတွေပြောချင်တယ်နော်အဲ့တော့ဘယ်လိုပေါင်းလဲဆိုတော့ကြည့်ကြအောင် CIK form နဲ့ UKME form ပေါင်းလို့ရှိလို့ရှိရင်တချို့ကလေးတွေကဆဆ value ဆိုတဲ့ဥစ္စာကိုသူကပုံသေးပေါ့နော်သတ်မှတ်ထားတယ်တကယ်တမ်းသူဒီဘာနဲ့သွားတူလဲဆိုဆဆဲရာ value နဲ့တူတူပဲအဲ့တော့ဆဆဲရာ value ဒီနဲ့ဘာကြောင့်တူလဲဆိုတာကိုဒီချက်ကဒီမှာဥပမာအနေနဲ့ရှင်းပြတယ်ပေါ့နော်ဒီစုဒီဘောက်စုနံပါတ်3ပါနော်အဲ့တော့စုလို့ကြည့်စုလို့ရဲ့ CIK form ဒီဆဆဲအဲ့စာဆဲလို့ဖြစ်သွားတာကိုအဲ့စာဆဲလို့ကိုဥခဲမိဖောင်ပြန်ပြောင်းဟုတ်ပြီစာဆဲလို့ဆိုတာလူနဲ့ဆုံးတယ်ဘောက်စုနံပါတ်2ဘောက်စုနံပါတ်2ဆိုဥခဲမိဖောင်ပြောင်းလူဖြစ်ပြီးလာရဲလို့ထည့်တော့စာဆဲရာရဲလို့အဲ့တော့စာဆဲလို့ဒီခိုင်းတယ်ခိုင်းခြင်းကိုခံရတယ်အဲ့တော့စာဆဲရာရဲလို့ဒီသူ့ရဲ့ formula ဆဆရဲလို့တူပါတယ်တဘောကအဲ့ဆိုနောက်တစ်ခုစဉ်းစားကြည့်နံပါတ်ဘောက်စုနံပါတ်1ပြောင်းကြည့်မဆစ်ဆိုတော့စောင့်ခိုင်းနေဆိုရင်မာတာဆဲရူဟုတ်တယ်နော်အဲ့တော့စောင့်ခိုင်းခြင်းခံရတယ်ဆိုဒါလည်းဘောက်စုနံပါတ်2နဲ့သွားတူတယ်ရူထုတ်ပြီးပါရဲထဲတော့မာတာဆဲရာရဲရူဟုတ်ပြီတားတို့တပီတို့သိထားတဲ့ formula အတိုင်းနဲ့သွားမယ်ဆိုလို့ရှိရင်အားအကြောင်းစဉ်းစားပြီးတော့စာရဲရူထည့်ပါအဲ့ဆိုဘယ်လိုဖြစ်သွားမလဲဆိုတော့မာတာစာရဲရူအဲ့တော့ဒါဒီညမဟုတ်ပဲလေ equal ဖြစ်ပါအတူတူပဲဒါဒီ formula ပဲကလေးတွေကသိထားတာဒီ formula စီဒီကနေလာတယ်ဆိုတာကိုသိထားတယ်ရပြီနော်အဲ့တော့ဒီနောက်ရှိတာပဲဘောက်စုနံပါတ်2ကိုပေါင်းကြောင်းကြည့်တို့ CIK ပတ်တန်ကြောင်းအဲ့တော့ရှိတာပဲစာဆဲလို့ဟုတ်တယ်နော်အဲ့ဆိုဘောက်စုနံပါတ်2ဖြစ်တဲ့အတွက်ကြောင့် CIK ပေါင်းကြောင်းလို့ရှိရင် root ဖြုတ်ပြီးစာဆဲလို့ထည့်ဟုတ်ပြီအဲ့ဒါကိုမှ CIK ကနေပြီးတော့ UKME ကိုပြောင်းဘောက်စုနံပါတ်2ပုံစံဖြစ်သွားလို့ဖြုတ်ပြီးလာရုပ်ထည့်မယ်ရှိတာပဲစာဆဲရာရဲဟုတ်အဲ့ဆိုရှိတာပဲစာဆဲရာရဲဒီဘာနဲ့ပုံစံတူလဲလို့ပြောလို့ရှိရင်ရှိတာပဲစာရဲဖြစ်မှာပေါ့နော်အဲ့တော့ तू ကဘာထည့်လိုက်လဲဆိုတော့ဘောက်စုနံပါတ်2ဆိုလို့ရှိရင်တားတို့သမီးကိုတင်ပေးတာလူဖြုတ်ပြီးတော့စာရဲထည့်တယ်ဘောက်စုနံပါတ်2ဆိုရင်အားအကြောင်းစဉ်းစားပြီးတော့စာရဲထည့်တယ်ပြီးရင်ဘောက်စုနံပါတ်3ဆိုလို့ရှိရင်ဒီလိုကြက်ခိုင်းနိုင်မယ်စာဆဲရာရဲနောက်တနည်းကစာဆရဲဆိုပြီးတော့ကြက်ခိုင်းတယ်တကယ်တမ်းစာဆရဲစီဘာနဲ့တော့တူလဲဆိုတော့စာဆဲရာရဲနဲ့တူတယ်ဆိုတာလေးကိုဒီချက်ထားလေးကိုသင်ပေးရအောင်နော်အဲ့တော့ဘာနဲ့ပေါင်းတာလဲဆိုတော့ CIK ကနေပြီးတော့ UKME နဲ့ပေါင်းပြီးတော့ဒီလိုလေးပတ်တန်လေးဖြစ်လာဆိုတော့ share လုပ်တာဖြစ်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်နောက်လေရရှိလို့ရှိရင်ဒီချက်ကိုသိစိတ်ပြန်လုပ်ပြရပါတယ်အားလုံးကျေးဇူးတင်ပါတယ်